တာသူမဟုတ်သမီးကမိမိရဲ့မိဘဆဲခြင်းကဝနာကဘီရာတွေထဲကဖြစ်တယ်ကြီးလေးတဲ့ပြစ်မှုတွေထဲကဖြစ်တယ်တမန်တော်ကမရှိဘူးအဲ့တော့ဆဟာဘီတွေကရှောက်တင်ရတယ်ယာရဆူလလာလူကြောဟာမိမိရဲ့မိဘနှစ်ပါးကိုဆဲတယ်ဆိုတာဖြစ်နိုင်တယ်ဆဟာဘီတွေနားမလဲကြလူကြောကမိမိရဲ့မိဘနှစ်ပါးကိုဆဲတယ်ဆိုတာဘယ်လိုဖြစ်နိုင်မှာတမန်တော်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကမရှိတော်မူတဲ့လူကြောဟာတခြားတယောရဲ့ဖခင်ကိုသူကဆဲလိုက်တခြားတယောရဲ့ဖခင်ကိုမကောင်းပြောလိုက်ဆိုအဲ့ဒီလူကလည်းလက်စားချေတဲ့အနေနဲ့သူ့ရဲ့ဖခင်ကိုပြန်ပြီးတော့မကောင်းပြောတယ်ဆဲတယ်အဲ့လိုပဲလူတယောက်ကတခြားတယောရဲ့မိခင်ကိုဆဲတယ်မကောင်းပြောလိုက်တော့ဟိုလူကလည်းမခံဘူးသူ့ရဲ့မိခင်ကိုပြန်ပြီးတော့ဆဲတယ်သူ့ရဲ့မိခင်ကိုပြန်ပြီးတော့မကောင်းပြောတယ်အဲ့တော့တမန်တော်ကပြောတယ်မင်းနယ်ကဘာကဘီရာဂုနာတွေထဲဖြစ်ဒီဘောကတခြားတယောရဲ့ဖခင်ကိုဆဲခြင်းအော်ခြင်းငေါ့ခြင်းပြစ်တင်ခြင်းအဲ့ဒါဟာလည်းကဘီရာဂုတခြားတယောရဲ့ဖခင်ကိုဘာလို့လဲတန်ပြန်တရားမှုနဲ့ကိုယ့်အဖေကအဆဲခံရတယ်အဲ့လိုပဲအမေကိုဆဲရင်လည်းကိုယ့်အမေကပြန်ပြီးတော့အဆဲခံဆိုတော့ဒီလိုမျိုးအကြောင်းတရားတစ်ခုပဲဖြစ်သွားတယ်ကိုယ့်အဖေဆဲစုခံရခြင်းရဲ့ဒါအကြောင်းတရားတစ်ခုအဲ့လိုပဲကိုယ့်အမေဆဲစုခံရခြင်းရဲ့ဒါအကြောင်းတရားတစ်ခုအဲ့ဒီအကြောင်းတရားကတော့မှကဘီရာဂုနာတွေထဲကဖြစ်တယ်တိုက်ရိုက်ကိုယ့်အဖေကိုတားကသို့မဟုတ်သမီးကကိုယ့်အမေကိုတားကသို့မဟုတ်သမီးကတိုက်ရိုက်ဆဲခြင်းအော်ခြင်းငေါ့ခြင်းပြစ်တင်ခြင်းမကောင်းပြောခြင်းကဒါဘလောက်ကြီးလေးတဲ့ပြစ်ဒဏ်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ခံမှန်းကြည့်လို့ရ